မင်္ဂလာပါခင်ဗျကျွန်တော်တို့ရဲ့ Tracement Not Head တရားနဲ့ကြိုဆိုပါဒီနေ့ social media တွေပေါ်မှာမြင်တွေ့နေရတဲ့trading forex trading ဒီစကားလုံးတွေကိုတော့ရင်းမိသားဖြစ်မှာပါဘာတွေလဲဆိုတာကိုလည်းသိနေကြမှာပါဒါဆိုရင်တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်သိချင်ပါတယ်ခင်ဗျ forex trading ဆိုတာတော့ငွေကြေးလဲလှယ်မှုတော့အတိုက်ကြရီကြားမှာငွေကြေးကိုရောင်းချင်းဝယ်ချင်းနဲ့အကျိုးအမြတ်ရှာကြတာပဲဖြစ်ပါတယ်ဒီလုပ်ငန်းကတော့တစ်ပတ်မှာ9ရက်တစ်နေ့ကို24နာရီလဲပတ်နေပါတယ်နိုင်ငံတကာငွေကြေးမျိုးစုံကို trade နိုင်ပြီးတော့နေ့စဉ် trading amount တော့ USD ဒေါ်လာ6 trillion အထိရှိပါတယ်ကမ္ဘာအကြီးဆုံးငွေကြေးဈေးကွက်ကြီးပဲဖြစ်ပါတယ်ဒီလောက်ဆိုရင်တော့နားနေကြမယ်ထင်ပါတယ်ခင်ဗျအခုမှစတင်လာမယ့်ညီကိုတွေအတွက်လည်းစိတ်ရွစရာမလိုတော့ပါကျွန်တော် Tracement Not Head ရဲ့ Telegram channel မှာဆိုရင်တော့ Business to a Bank video lesson တွေကိုအခမဲ့တင်ပေးထားပါတယ်ခင်ဗျဒါအပြင် forex trading account တွေကိုလည်း 100% credit bonus လို့ခေါ်တဲ့ဒေါ်လာ50ထည့်ဒေါ်လာ50ပြန်မှာဖြစ်တဲ့အတွက်အကောင့်ဖွင့်ကြည့်သူများအနေနဲ့ bio မှာချပေးထားတဲ့ Telegram channel လေးရဲ့ chat box ကိုလာဟိုင်းနိုင်ရုံနဲ့အားလုံးအဆင်ပြေစေရမယ်လို့အာမခံပါတယ်ခင်ဗျ